ဒီနေ့ပြောပြမှာကတော့ပြန်နှွေးစားရင်ကင်ဆာဖြစ်စေနိုင်တဲ့အစားအစာ၄မျိုးဆိုတဲ့အကြောင်းအရာပဲဖြစ်ပါတယ်ကျွန်တော်တို့ဟာနေ့စဉ်နဲ့အမျှကျွင်းကြံနေတဲ့အဟင်းတွေကိုပြန်နှွေးစားလေးရှိကြပါတယ်အစားအစာကိုတေချာအပူပေးလိုက်ရင်စားသုံးဖို့ဘေးကင်းပြီလို့အများစုကယူဆတတ်ကြပါတယ်ဒါပေမဲ့အဲ့ဒီယူဆချက်ကြောင့်ပဲအသက်ဆုံးရှုံးမှုတွေဖြစ်ပေါ်နေပါတယ်ကင်ဆာဂျာနယ်တွေမှာဖော်ပြထားတဲ့အချက်လက်တွေအရကမ္ဘာတစ်ဝန်းမှာရှိတဲ့ကင်ဆာရောဂါဖြစ်ပွားမှု6ခုမှာတစ်ခုကအစားအသောက်တိုးလောင်မှုပြန်နှွေးမှုနဲ့စားသုံးမှုပုံစံတွေနဲ့ဆက်ဆက်နေကြောင်းကင်ဆာအထူးကုဆရာဝန်ကြီးကသတိပေးထားပါတယ်အစားအစာတွေကိုဒုတိယကြိမ်ပြန်နှွေးလိုက်တဲ့အခါမျက်စိနဲ့မမြင်ရအနံ့မရနိုင်တဲ့မော်လီကျူးအဆင့်ဓာတုဗေဒပြောင်းလဲမှုတွေဖြစ်ပေါ်လာတတ်ပါတယ်ဒီမှာဖော်ပြမဲ့အချက်လက်တွေဟာဒဏ္ဍာရီမဟုတ်ပဲသိပ္ပံနည်းကျသုတေသနပြုချက်တွေအပေါ်အခြေခံထားတဲ့မိသားစုကျန်းမာရေးအတွက်မဖြစ်မနေသိထားသင့်တဲ့အချက်တွေဖြစ်ပါတယ်ကျွန်တော်တို့နေ့စဉ်ဘဝမှာအချိန်ကုန်သက်သာအောင်နှင်းတွေကိုတခါတည်းအများကြီးချက်ပြီးပြန်နှွေးစားလိရှိကြပါတယ်ဒါပေမဲ့ကျန်းမာရေးအတွက်ကောင်းလာပြီဆိုတဲ့အစားအစာအချို့ဟာပြန်နှွေးလိုက်တဲ့အခါမှာတော့ခန္ဓာကိုယ်ကိုဒုက္ခပေးနိုင်တဲ့အဆိပ်တောက်တွေအဖြစ်ပြောင်းလဲသွားတတ်ပါတယ်အရင်ဆုံးဖြစ်ရမှန်ဇာလံလေးတစ်ပုဒ်ကိုပြောပြစီကျန်းမာရေးကိုအထူးဂရုစိုက်တဲ့လူငယ်တယောက်ကအပြင်စာတွေမစားပဲအိမ်မှာပဲကြက်သားထမင်းနဲ့ဟင်းနူးနွယ်တွေကိုတစ်ပတ်စာကြိုချက်ထားပြီးရေခဲတက်တာထဲမှာတိမ်းထားပါတယ်ဒီတိုင်းလှုပ်သွားကနေအဲ့ဒီအစားအစာတွေကို microwave နဲ့အမြန်နှွေးပြီးစားပါတယ်သူကဒါဟာအာဟာရပြည့်ဝပြီးဘေးကင်းတယ်လို့ယုံကြည်နေတာပါဒါပေမဲ့သူမသိလိုက်တာကအစားအစာတွေကိုအကြိမ်ကြိမ်ပြန်နှွေးခြင်းကနေဖြစ်ပေါ်လာတဲ့ဓာတုဗေဒပြောင်းလဲမှုတွေဟာသူ့ရဲ့ DNA ကိုတဖြည်းဖြည်းချင်းပျက်စီးစေပြီးကင်ဆာဖြစ်နိုင်ခြေကိုမြင့်တက်စေတာပဲဖြစ်ပါတယ်ပြန်နှွေးစားရင်ကင်ဆာဖြစ်စေနိုင်တဲ့အစားအစာ၄မျိုးနဲ့ဘာကြောင့်ဖြစ်ရလဲဆိုတာကိုဆရာဝန်တယောက်အနေနဲ့နားလည်လွယ်အောင်ရှင်းပြပေးပါမယ်နံပါတ်1ချက်ပြီးသားသမင်းဘာကြောင့်လဲသမင်းမှာ Bacillus cereus လို့ခေါ်တဲ့ဘက်တီးရီးယားတွေသဘာဝအတိုင်းပါဝင်နေတတ်ပါတယ်သမင်းချက်ပြီးအပြင်မှာဖြစ်ဖြစ်ရေခဲတစ်တာထဲမှာဖြစ်ဖြစ်ကြာထားလိုက်တဲ့အခါအဲ့ဒီဘက်တီးရီးယားတွေကအဆိပ်တောက်တွေကိုထုတ်လွှတ်ပါတယ်အဲ့ဒီအဆိပ်တောက်တွေဟာအပူဒဏ်ကိုခံနိုင်ရရှိတာကြောင့်ပြန်နှွေးယုံနဲ့မပျက်စီးသွားပါဘူးကင်ဆာနဲ့ဆက်စပ်မှုအဲ့ဒီအဆိပ်တောက်တွေကဆဲတွေရဲ့စွမ်းအင်ထုတ်ပေးတဲ့မိုက်တိုကွန်ဒရီယာတွေကိုပျက်စီးစေပြီးဆဲတွေပုံမှန်မဟုတ်ပဲပြောင်းလဲသွားရကနေကင်ဆာဖြစ်စေနိုင်ပါတယ်ဒါအပြင်ကစီဓာတ်ကိုအကြိမ်ကြိမ်အပူပေးခြင်းကနေ acrylamide လို့ခေါ်တဲ့ကင်ဆာဖြစ်စေနိုင်တဲ့ဓာတ်ပေါင်းတစ်မျိုးထွက်လာပါတယ်နံပါတ်2ချက်ပြီးသားကြက်သားဒါကြောင့်လေကြက်သားမှာပရိုတိန်းဓာတ်တွေကျော်ရပါတယ်ချက်ပြီးသားကြက်သားကိုအပူချိန်မြင့်မြင့်နဲ့ဒုတိယကြိမ်ပြန်နှွှေးလိုက်တဲ့အခါပရိုတိန်းတွေဟာဓာတ်တိုးပြီး protein oxidation heterocyclic amine HCAS ဆိုတဲ့ဓာတ်ပေါင်းတွေဖြစ်ပေါ်လာပါတယ်ကင်ဆာနဲ့ဆက်စပ်မှုဒီ HCAS တွေဟာခန္ဓာကိုယ်ရဲ့ရောက်သွားတဲ့အခါ DNA နဲ့ဓာတ်ရိုက်ထိတွေ့ပြီးဗီဇပြောင်းလဲမှုတွေကိုဖြစ်စေပါတယ်ဒါဟာဥမာဟိကင်ဆာနဲ့ pancreas ကင်ဆာဖြစ်နိုင်ခြေကိုသိသိသာသာမြင့်တက်စေတယ်လို့သုတေသနတွေကဆိုပါတယ်နံပါတ်3ဟင်းနုနွယ်နဲ့အရွက်စိမ်းများဘာကြောင့်လဲဟင်းနုနယ်မှာ nitrate ဓာတ်တွေများစွာပါဝင်ပါတယ်ရေခဲတစ်တာတဲ့တိမ့်လိုက်စင်မှာဘက်တီးရီးယားတွေကအဲ့ဒီ nitrate တွေကို nitrite အဖြစ်ပြောင်းလဲပစ်ပါတယ်ပြန်နှွေးလိုက်တဲ့အခါအဲ့ဒီ nitrite တွေက amino acid တွေနဲ့ပေါင်းစပ်ပြီး nitrosamine ဆိုတဲ့ပြင်းထန်တဲ့ကင်ဆာဖြစ်စေနိုင်တဲ့ဓာတ်ပစ္စည်းတွေဖြစ်လာပါတယ်ကင်ဆာနဲ့ဆက်စပ်မှု nitrosamine တွေဟာအစာအိမ်အစာရေမျိုးပြွန်တဲ့ဥမာကြီးကင်ဆာတို့နဲ့ဓာတ်ရိုက်ဆက်စပ်နေတယ်လို့ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ကသတိပေးထားပါတယ်နံပါတ်4ကြက်ဥဘာကြောင့်လဲကြက်ဥအနှစ်မှာအဆီနဲ့ကိုလက်စထရောတွေပါဝင်ပါတယ်ကြက်ဥကိုအကြိမ်ကြိမ်ပြန်နှွေးလိုက်တဲ့အခါအဲ့ဒီကိုလက်စထရောတွေဓာတ်တိုးသွားပြီးအောက်ဆီစထရောလို့ခေါ်တဲ့ဓာတ်ပစ္စည်းတွေဖြစ်လာပါတယ်ကင်ဆာနဲ့ဆက်စပ်မှုအောက်ဆီစထရောတွေဟာလူသားတွေရဲ့ DNA ကိုထိခိုက်စေနိုင်တဲ့အစွမ်းရှိပြီးဥလမ်းကြောင်းထဲမှာအောက်ဆီဂျင်ဓာတ်တိုးဖြည့်ဆည်းမှု oxidative stress တွေကိုဖြစ်ပေါ်စေပြီးတော့ဥမာကြီးကင်ဆာဖြစ်နိုင်ခြေကိုမြင့်တက်စေပါတယ်လက်တွေ့လိုက်နာရန်အကြံပြုချက်များနံပါတ်1လက်လက်ဆက်ဆက်ချက်စားပါအစားအစာတွေကိုတစ်ခါစားစာပဲတွက်ချက်ပြုတ်တာအကောင်းဆုံးပါနံပါတ်2အရေးတိုင်းစားပါ
တကယ်လို့ဟင်းတွေကြံခဲ့ရင်အထူးသဖြင့်ကြက်သားဟင်းနဲ့ဟင်းနုနယ်ပြန်မနှွေးတော့ပဲအတုပ်ထဲထည့်ပြီးအေးအေးတိုင်းစားသုံးပါနံပါတ်3ချက်ချင်းအေးခံပါထမင်းကြံရင်ချက်ပြီးတနာရီအတွင်းအမြန်အေးခံပြီးရေခဲတစ်တာထဲထည့်ပါ24နာရီထဲပိုမသိမ့်ပါနဲ့နံပါတ်4အပူချိန်လျှော့ပါပြန်နှွေးဖို့လိုအပ်လာရင် microwave အစားအပူချိန်နည်းနည်း165ဒီဂရီဖာရင်ဟိုက်နဲ့အနှေးပြန်နှွေးတဲ့နည်းလမ်းကိုသုံးပါနံပါတ်5တစ်ချိန်သာနှွေးပါဘယ်အစားအစာကိုမဆိုတစ်ချိန်ထက်ပိုပြီးပြန်မနှွေးပါနဲ့ညီကုန်းချုပ်အနေနဲ့ပြောရရင်ကျွန်တော်တို့ကျန်းမာရေးအတွက်စားသုံးတဲ့အစားအစာတွေဟာပြန်နှွေးလိုက်တဲ့အခါမှာအဆိပ်အတောက် toxin ဓာတ်တိုးပစ္စည်း oxidation by product နဲ့ကင်ဆာဖြစ်စေနိုင်တဲ့ drug ပေါင်း carcinogen တွေအဖြစ်ပြောင်းလဲသွားနိုင်ပါတယ်အဓိကမှတ်ထားရမယ့်အချက်ကတော့ထမင်းကြက်သားဟင်းနုနယ်နဲ့ကြက်ဥတွေကိုပြန်နှွေးစားခြင်းကိုတတ်နိုင်သမျှရှောင်ကျဉ်ပါအစားအစာကိုပြန်နှွေးတဲ့အခါဖြစ်ပေါ်လာတဲ့ဓာတုပြောင်းလဲမှုတွေကိုအနံ့နဲ့အရသာအားဖြင့်မသိနိုင်ပေမဲ့ခန္ဓာကိုယ်ထဲမှာ DNA ကိုတဖြည်းဖြည်းပျက်စီးစေပါတယ်ကြိုတင်ချက်ပြုတ်ထားတဲ့အစားအစာတွေကိုပြန်နှွေးမဲ့အစားအေးအတိုင်းစားသုံးခြင်းကပိုဘေးကင်းပါတယ်တင်နဲ့တင့်မိသားစုကျန်းမာရေးအတွက်ဒီအချက်လက်တွေကိုအလေးထားလိုက်နာကြဖို့တိုက်တွန်းခြင်းပါတယ်အစားအစာကြည့်ရှုအားပေးအတွက်ကျေးဇူးတင်ပါတယ်နောက်လွယ်လွယ်ကူကြည့်ရှုနိုင်ဖို့ subscribe ကိုကြိမ်နှိပ်ပေးထားပါလို့မြတ်ရက်ပါတယ် like နဲ့ share လို့တဲ့နှိပ်ပေးစေခြင်းပါတယ်လူသားအားလုံးလွတ်လပ်ပျော်ရွှင်တဲ့ဘဝတွေကိုပိုင်ဆိုင်ရပါစေလို့ဆုတောင်းလိုက်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ် Happy Great Day